ခိုင်ကိုင်ဒီနေ့မှာတော့အားလုံးမင်္ဂလာပါဒီနေ့မှာရှိပါတဲ့ကျန်အကျိုးနေ့ပဲရှိတယ်ပေါ့နော်မနေ့ပြန်မဟွာနေဖို့ကဲအော်ဒါနားမဝင်းတော့ပဲရအောင်နော်ဖြူကယောဂီတာမဝတ်တာဟဲဟဲဟိုမှာငါတငယ်ချင်းမိနာပါလားမိနာဟာကင်မရာမီပါလားဟာဒီဘာလာလောက်တာလေဟာငါဒီနာကိုလာကြည့်ရပါဟာခဏတစ်ဖြုတ်ငါတို့ရေပတ်ခံထွက်ကြမယ်လေဟာဒါမှမဟုတ်ငါတို့သူများကိုရေပတ်ကြမယ်ဟာရေပြုတ်တဲ့နဲ့ရေပတ်ခံထွက်တာပိုကောင်းမယ်ဟာနောက်ပြီးမှငါတို့မိုးလုံးရေပေါ်ထိုင်စားကြတာပေါ့ဟာကင်မရာမီကအေးမိနာရဲ့လာငါတို့တငယ်ချင်းတွေတွားကြတာပေါ့ကဲရောက်လာပြီဟဲ့အရှင်းမှာဘာလဲမသိဘူးမှာပြောစရာကြီးဟာနင်းရဲ့ရေပြုတ်တဲ့နဲ့ရလဲစိတ်မြင်လိုက်တာဟာဟိုမှာတော့ရေးပတ်ကြဟာတငယ်ချင်းဆူမိုက်တယ်မှာချာကဲသူ့ရောရှိလောင်းလိုက်တယ်တွေ့တာရှိလေကျန်းလာပြီတာမှာချာရှိရအများကြီးပဲကဲဒီမှာရုပ်သွားပြေးသွားတာဟာမိုးလုံးရေပေါ်ဆိုင်နဲ့ဝင်သွားတာမျိုးစစ်တန်းနဲ့တို့ရေကပ်ပြောင်မြူးနေကြတာပေါ့နောက်တစ်ချိန်ရောရတဲ့တမြတ်လူပန်းတဲ့ဆန်းချင်းပတ်ဟာစုနေတီရေပြုတ်တဲ့နဲ့ကိုဘေးရဝယ်ရလေဟာကျန်းလာရည်လားနေလားငါဟိုဆိုင်မှာတွားဝယ်တာပါဟာရေပြုတ်တဲ့ကို1000တောင်ပေးရရဲ့ဟာအဲ့ရေပြုတ်တဲ့အကျန်းစားဆိုမလို့ကျန်းနေတာပေါ့ဟာခရမီဟာမိုက်လာရည်လားဟာစုရကဲငါတို့ရေပတ်ကြပါကွာဟိုအမိုင်းတော့တနက်ခါလာတော့ရေငါလည်းပြန်လို့မယ်ကွာကဲပျော်စရာကြီးဟာကျွာတကြံလေးမှာအဲ့ဒါနဲ့တဖြည်းညစ်နေဆောင်းလာပါလေရောကဲငါလည်းပြန်တော့မယ်ဟာညစ်နေနဲ့ဆောင်းပြီဆိုတော့ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲအားလုံးပဲဘိုင်